ကိုချစ်သူလေးကရင်းကြီးကြော်စားကျင်လိုက်တာလို့ပြောရင်ဒီနေ့တိုင်းလိုက်ကြော်ကြွေးကြည့်လိုက်အမှတ်ပြည့်ဝရမှာရည်သားမရှိတဲ့သူတွေကတော့ဗီဒီယိုဆုံးအောင်ထိကြည့်ပြီးကိုယ့်ဘာသာပဲကြော်စားလိုက်ပေါ့နော်ဗီယက်နမ်ဆန်ပြားကိုရေးစွတ်မယ်ရင်းကြီးလေးနဲ့ထပ်ထားလိုက်မယ်ပြီးရင်တော့ကိုလိုတို့ညှက်ထားလိုက်ပါမယ်ပါဝင်ပစ္စည်းကတော့2မျိုးတည်းပဲမို့လို့လွဲတယ်ဆိုတာတောင်မှတူးလောက်မလွယ်ဘူးစေးပူပူမှချက်ချင်းထည့်ပြီးချက်ချင်းပြန်ဆဲတယ်ဆိုရင်နောက်မှပဲစားလို့ရပြီနည်းနည်းကြကြထားရင်တော့တူးသွားလိမ့်မယ်ဒါကတော့ညှက်ရမှာပြင်းလို့အချက်လိုက်ကြီးစမ်းကြော်လိုက်တာပေါ့ရှင်ကြော်ပြီးသားတွေကိုဒီတိုင်းစားလို့လည်းရတယ်လို့ကိုကတော့အရသာမှုန့်နေရှိနေလို့အရသာဆက်မယ်ရှင်။စံနှဲမုံရောင်ဆောင်ထားတဲ့ဝါဝါထိန်ထိန်ချီးစက်မှုန့်တွေကိုလည်းထည့်ပြီးတော့ဘူးကိုတေချာလှုပ်ပေးပါမယ်။အပေါ်ကနေဖြူပြီးစားတာတက်ဒီလိုမျိုးလုပ်လိုက်တာအရသာပိုပြီးနှံ့တယ်လို့ခံစားရတယ်။လူကြီးတွေကတော့ဘာစားစားထမင်းနဲ့စားလို့ပြောပေမဲ့ကျမကတော့ဘာစားစားမာလာနဲ့စားရမှကြိုက်တာ။မာလာမုန့်နဲ့နေပြီးတော့ဘူးပြန်ဖွင့်တဲ့ချိန်တတိထားတော့နည်းနည်းလေးမှုန်တယ်။ဒီလောက်လုံးဝလွယ်တဲ့မုန့်ကောင်မှစားချိန်လို့ဗီဒီယိုတော့ပို့တာကိုလုံးမကျွေးဘူးဆိုရင်တော့သူနဲ့တကယ်မချစ်လို့ပဲ။ချစ်စက်မှုန့်နဲ့နေထားတာကတော့ကလေးတွေပိုကြိုက်လောက်မယ်။မာလာအရသာကတော့လုံးဝပြောစရာအောင်မလို့တာထိမိညာပဲ။အရသာကလည်းကျွတ်ကျွတ်မွမွလေးဆိုတော့ဒီတိုင်းပဲစားမလားရုပ်ရှင်ကျင်းစားမလားဘယ်ချိန်စားစားအဆင်ပြေတယ်ပြောမသွားချင်ရင်တော့လေလုံနဲ့ဘူးထဲမှာထည့်ပြီးသိမ့်ပေါ့နော်ဆုံးနေကြည့်ပေးလို့ကျေးဇူးပါ bye